လူပွဲတွေကုသိုလ်ရေးတွေလုပ်တဲ့အခါမှာမပါမဖြစ်အရှို့ပွဲဖြစ်တဲ့စနုမကင်းမုတ်လေးကိုအာဗန်ဆက်လည်းမလိုပဲနဲ့ဒဲအိုးလေးနဲ့ပဲအလွယ်တကူမိကလုံးမှာပဲဖြစ်ပါတယ်။မိရဲ့ဘလော့လေးကိုစုံထိကြည့်ပေးကြပါအောင်ရှင်။ရွှေကြီးမုတ်ကိုစံချိန်ကွက်နဲ့နှစ်ခွက်သုံးထားပါတယ်။ရွှေကြီးမုတ်လေးတွေကိုအနှဲငယ်လေးမီးအေးလေးနဲ့လှော်ပေးလိုက်ပါမယ်။ဂျုံမုတ်ထမင်းစားစုံနှစ်စွန်းကိုစကားလေးထဲမှာထည့်ပြီးတော့မှခါချပေးလိုက်ပါမယ်ဂျုံမုတ်ထည့်ပေးခြင်းကရွှေကြီးမုတ်ကစီးကမ်းမှုမရှိဘူးစနုမကင်းစားလိုက်တဲ့အခါမှာဖွာပြီးတော့မှပဲ့ကြတာမျိုးတွေဖြစ်မှာဆိုလို့ပေါ့နော်တကြားကိုခွက်တော့ခွက်ရော့လေးသုံးထားပါတယ်ထမင်းစားစုံနဲ့ဆိုရင်တော့15စွန်းလောက်ရှိပါတယ်ဒါကတော့အရှိုးပုံမှန်နေထားပါစားလေးနှဲငယ်ထည့်ပြီးတော့မှမှွေပေးလိုက်ပါမယ်ထောပတ်ကထမင်းစားစုံတစ်စွန်းစီကထမင်းစားစုံ4စွန်းသုံးထားပါတယ်ပြီးရင်မိဖို့ပေါ်တင်ပြီးတော့မှအလုံးသမသွားအောင်ရောမှွေလိုက်ပါမယ်စီကိုမင်္ဂါရှော့တယ်တာပါပြီးရင်တော့မီလီပိတ်ပေးလိုက်ပါမယ်ဒါကတော့ကျုပ်နှလုံးသုံးထားပါတယ်ကျုပ်လေးတွေကိုခလောက်ပေးထားလိုက်ပါမယ်အုံနုကို250မီလီသုံးထားပါတယ်အုံနုထည့်တဲ့ဘူးထဲမှာပဲရေကို250မီလီထည့်ပြီးတော့မှအားလုံးသမသွားရောမှွေပေးလိုက်ပါမယ်နွားနုကိုလည်းမီကာ250 mm လေးသုံးထားပါတယ်ပြီးတော့ရင်တော့အားလုံးသမသွားအောင်ရောပြီးတော့မှမှွေပေးလိုက်ပါမယ်မီးပိတ်ပြီးတော့မှအုံနုရဲ့ရေရဲ့နွားနုရဲ့ကိုရောပြီးတော့မှွေထားတာပါအေးသွားပြီဆိုမှပေါ့နော်ဒီကျုပ်ခလောက်ရေလေးကိုထည့်ပြီးတော့မှမှွေပေးလိုက်ပါမယ်ပြီးမှမီးပြန်ဖွင့်ပေးပါမယ်ဒီပူနေတဲ့အချိန်မှာကျုပ်ခလောက်ရေထည့်မယ်ဆိုရင်ကျုပ်တွေကတန်းပြီးတော့မှပေါ့နော်အဲ့လိုခက်ခဲကြီးတွေဖြစ်သွားလို့ပါပြီးရင်တော့ဇက်တိုက်ပေါ့နော်မှွေပေးရပါမယ်ဒါကတော့ဒီလိုမျိုးလေးပြစ်ပြစ်ခက်ခဲလေးစပြီးတော့မှဖြစ်လာပြီဆိုရင်မီးပူချင်းချော့ပေးထားလိုက်ပါမယ်ခုလိုမျိုးရေမကြံတော့ပဲစုစုခက်ခဲလေးဖြစ်လာပြီဆိုရင်တော့ဒဲအိုးထဲမှာပဲပုံစံလေးသွင်းပေးလိုက်ပါမယ်အပေါ်မျက်နှာပြင်လေးတွေကိုညီအောင်ညှိပေးလိုက်ပါမယ်ဘေးနားလေးတွေကိုစုစုဝိုင်းဝိုင်းလေးဖြစ်အောင်လုပ်ပေးလိုက်ပါမယ်ဒါကတော့လှော်ပြီးသားဘိန်းစီလေးတွေပါဘိန်းစီလေးတွေကိုအပေါ်လေးတွေကိုလိုက်ပြီးတော့မှအနှံ့ဖြူပေးလိုက်ပါမယ်အပူဒဏ်ခံတဲ့အလူမီနီယံရွက်နဲ့လုံအောင်ပိတ်ထားမယ်ပြီးသွားရင်တော့အဖုံးလေးထပ်ပြီးတော့မှအုပ်ပေးလိုက်ပါမယ်မီးရေးလေးနဲ့ပေါ့နော်ဖက်ကို9မိနစ်စီလောက်နှက်ပေးထားလိုက်ပါမယ်ဘက်စီလေးပေးမှာ9မိနစ်ပြည့်သွားပြီဆိုတော့နောက်တစ်ဖက်ကိုလှန်ပြီးတော့မှဘိန်းစီလေးတွေဖြူပေးလိုက်ပါတယ်ပြီးရင်တော့အဖုံးကိုလုံးအောင်အုပ်ပြီးတော့မှ9မိနစ်နှက်ပေးလိုက်ပါမယ်အပေါ်မျက်နှာပြင်လေးကိုမမတင်းတင်းလေးစားခြင်းနဲ့ဆိုရင်တော့နောက်ထပ်ပေါ့နော်အချိန်ပိုပြီးတော့မှလည်းနှက်ပေးလို့ရပါတယ်မိကတော့ဒီအနေထားလေးဆိုရင်တော့ရပါပြီဒါဆိုရင်တော့မိကအရန်ကြီးအေးမသွားခင်ပေါ့နော်အပူဒဏ်လေးရှိနေတဲ့အချိန်မှာပဲဓားလေးနဲ့လှိပေးထားလိုက်ပါတယ်ပြီးသွားရင်တော့အေးခံပြီးသွားပြီဆိုရင်တော့စနုံမကင်းလေးတွေကိုစားသုံးလို့ရပါပြီရှင်ဒါကတော့ဒဲအိုးလေးနဲ့လုပ်ထားတဲ့စနုံမကင်းလေးပါစနုံမကင်းကိုတကြားအညိုနဲ့လုပ်မယ်ဆိုရင်တော့စနုံမကင်းအယောင်လေးကပို့ပြီးတော့မှလှပါတယ်မိကတော့တကြားဖြူလေးပဲသုံးထားတာပါစနုံမကင်းရဲ့ရတာလေးကကြတော့ရှိုးရဲ့စိတ်နေပေါ့နော်မိကတော့အရှိုးလေးကိုအရင်ကမုတ်တွေထပ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ထည့်ထားတယ်စီယိုကြတော့မိကရှော့ထည့်ထားပါတယ်စီယိုမေပြောတဲ့လိုမျိုးလေးပို့ပြီးတော့ထည့်မယ်ဆိုရင်ရတာလေးကပို့ပြီးတော့ပြည့်စုံသွားရဲ့ပေါ့နော်မိရဲ့ဘလော့လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါမယ်အားလုံးပဲနောက်ဘလော့မှာပြန်လည်ဆုံနေကြမယ်နော်အားလုံးပဲတက်တာ